ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ဆိုတော့ဓမ္မရာဆိုတတိယဆောင်ခန်းကြီး19ပေါ့နော်အဲဒီ19တိကနေ30လောက်ထိပေါ့ဆိုတော့ကျွန်တော်ပဲဖတ်ပြီးတော့အပြေးသွားမယ်ပေါ့နော်နှုတ်ကပတ်တော်ကတော့သူစေးနေသူပေါ့ဗျာတခါတလေကျွန်တော်တို့စီကန်းသွားရင်လေဘိုင်းနိုင်ရင်ဘိုင်းနာတဲ့စီကိုပူရေးလဲကိုပူတဲ့စီပေါ့သူစေးနေသူတော့ရှိတာပေါ့နော်ဆိုတော့တတိယဆို19တိကနေ30အထိပေါ့နော်ဆိုတော့အဲ့ဒီမှာဒီ18ကိုဖတ်လိုက်လို့ရှိရင်18မှာအဖြစ်ပြက်တခုရှိတယ်အဲ့ဒါကဘာလပရောဖက်တွေနဲ့အေလိယနဲ့အကြီးကျယ်နော်ကာမဲနော်ကယ်မီလာတောင်မှာပြိုင်တဲ့အကြောင်းဟိုပရောဖက်တွေရှုံးသွားတယ်ဗျာရှုံးပြီးတော့ကွက်မြက်ခံရတယ်ပေါ့ဒီဖြစ်ပြက်က18မှာတွေ့တယ်19ရောက်လာတော့ကျွန်တော်ဒီကနေကျွန်တော်ဖတ်ပေးမယ်အေလိယပြုသောအမှုနှင့်ပရောဖက်အပေါင်းတို့ကိုဓာနှင့်ကွက်မြက်သောအမှုကိုအာဟဒ်သည်ယေဇဗေလအားအကုန်စင်ကြားပြော၏ယေဇဗေလကနတ်ဖြန်နေယခုအချိန်ရောက်မှတင့်အသက်သည်ထိုပရောဖက်တို့၏အသက်ကဲ့သို့မဖြစ်လျင်မဖြစ်စေလျင်ဖျားတို့သည်ငါ၌ထိုမြမကပြုပါစေဟုတမန်ကိုအေလိယထံသို့ဆေလွှတ်၍ကြားလိုက်18မှာတော့အဖြစ်ပြက်ကိုအာဟဒ်ကယေဇဗေလကိုပြောတယ်အဲ့လိုပဲပြိုင်တော့ရှုံးသွားတော့အသက်ခံရတယ်ပေါ့ပရောဖက်တွေတပ်လိုက်တော့အဲ့နဲ့ယေဇဗေလဘာပြောလဲဆိုတော့တမန်ကိုလွတ်ပြီးပြောခိုင်းတယ်နော်အေလိယကိုအေးဟိုဗျာနားလေလွန်အောင်ပြောနေဦးလည်းငါအဲ့လိုပတ်မယ်အဲ့လိုမှမဖြစ်ငါ့ကိုကြိုက်တယ်လို့ပြောဆိုပြီးပြောခိုင်းလိုက်တာနော်18မှာအေလိယကနိုင်တယ်ဘုရားသခင်ကြီးစွာသောတကုနမိတ်လက္ခဏာနဲ့သူအမှုတွေပြုတယ်19ရောက်လာတော့အဲ့ဒီအဖြစ်အပျက်ကိုယေဇဗေလသိပါယေဇဗေလကလူလွတ်ပြီးပြောခိုင်းလိုက်တယ်အဲ့ဒီပရောဖက်တွေသေသူတို့နေငါတတ်မှာအဲ့ဒီအကြောင်းလဲကြားတော့ဘာဖြစ်လဲဆိုတော့အေလိယကပြေးတာပရမတ်တော်ကယ်မီလာတောင်ထိပ်ကနေသူတောင်အောက်ကိုရောက်သွားတယ်ဖြစ်ပေါ့မတွေ့ရတော့ဘူးပေါ်ပြီးတော့မျက်နှာမပြရတော့အဲ့လိုဖြစ်သွားတယ်တောင်ထိပ်ကနေပြီးတော့ဂူထဲကိုရောက်သွားတဲ့အခြေအနေမျိုးထိသူရောက်သွားတာတွေ့ရတာနော်ဆိုတော့ပြောရရင်ပေါ့ဗျာကျွန်တော်တို့မြန်မာပြည်မြေပေါ်မှာပြောရလို့ရှိရင်တော့ပူတာဝိုကနေဟိုကော်တောင်းလိုမျိုးပေါ့ပထမတော့အောင်မြင်ခြင်းနေနဲ့တောင်ထိပ်မှာကြီးကျယ်နော်ဆိုတော့ရေဒီပါလောင်းပြီးတော့ဘုရားသခင်မိကြပါလို့ပြောတဲ့အခါမှာတခါတည်းအမှလောင်းမုန်းတာအကြီးကျယ်နိုင်တာဟိုဘက်ကဘာလာပရောဖက်တွေဆိုတော့ဒါပေမဲ့ဒီ19လေးရောက်တော့သူ့ကိုတတ်မယ်ဟေးလို့ပြောလိုက်ကောသူ့ရဲ့အခြေအနေကတောင်ပေါ်နေတောင်အောက်ရောက်သွားတာသူလည်းပြေးရတယ်ပုံနေမျက်နှာမှာအတွေ့မခံရတော့ဆိုတော့ဒီအဖြစ်ပြက်လေးပေါ့ဒါကျွန်တော်တို့အရင်လို့ရှိရင်ဒါ18တခန်းလို့ဖတ်လိုက်ဒီ19ကိုဖတ်လိုက်လို့ရှိရင်ဒီမျက်စိထဲမှာမြင်သွားမယ်ရှင်းသွားမယ်ဆိုတော့အဲ့ဒီပရောဖက်တွေနဲ့စိန်ခေါ်ပြီးတော့တေချာသူဒီကာမဲတောင်မှာကယ်မီလာတောင်ပေါ်မှာသူထိတ်မှရှိခဲ့တာဒါပေမဲ့သူအောက်ကိုရောက်သွားတယ်တောင်အောက်ကနေကျွန်တော်ထပ်ဖတ်ပြီးမယ်ထိုအခါအေလိယသည်တွေ့ပြီနော်ကြောက်တဲ့ဖြင့်ထား၍အသက်လွတ်အောင်ယူဒခရိုင်ဗေရရှေဘမြို့သို့တွား၍ထိုမြို့၌ကျင်းကိုထားခဲ့၍သူကိုယ်တိုင်သည်တောသို့တနေ့ခီးသွားပြီးလျှင်ရတန်ပင်အောက်သို့ရောက်၍ထိုင်လေ၏ဆိုတော့အဲ့ဒီတောင်ကဒီကယ်မီလာတောင်ကနေပြီးတော့အဲ့ဗေရရှေဘမြို့ဆိုတာမိုင်ပေါင်း120လောက်သူလမ်းလျှောက်ပြီးသွားတာသူ့ကိုပြောလိုက်တယ်နော်နင်းလည်းငါတတ်မယ်လို့ပြောတော့ကိုသူအဲ့ရနေပြီးသူအဲ့မြို့ကိုသွားတာအဲ့မြို့ကိုလည်းရောက်ခေါ်တဲ့သူဘယ်သူတွေကိုထားခဲ့လဲဆိုရင်အေရိယာဒီကြောက်ရထားရဲ့အသက်လွတ်အောင်ဘယ်ရှိပါထိုမျိုးနဲ့ကျွန်တို့ကိုထားခဲ့သူ့ရဲ့ကျွန်တွေကိုလည်းအဲ့မြို့မှာပဲသူထားခဲ့ပြီးတော့သူဘယ်ကိုဆက်သွားလဲဆိုတော့သူကိုယ်တိုင်ဒီတောသို့တနစ်ခီးသွားပြီးလင်ခဏရတဲ့ကိုသူသွားလိုက်တာ
တရက်ခရီးနော်တရက်ခရီးသူခန္ဓာလေးကိုဆက်သွားတယ်ဘယ်ကနေသွားတာလဲကျမ်းစာဟိုတေချာပြင်းဘေရရှိဘာမြို့ကနေအဲ့ဒီမြို့ကနေသူ့ချုံကိုထားခဲ့သူတယောက်တည်းခန္ဓာရတဲ့တောကိုသူဆက်သွားတယ်ဟုတ်ပြီထပ်ပြမယ်ထိုအခါကိုယ်အသက်တရားလူကြောင့်ဆူတောင်းတဲ့အိုးထာဝရဘုရားကျွန်ုပ်တမ်းမှာကျွန်ုပ်အသက်ကိုသိမ်းယူလို့မှာကျွန်ုပ်ဒီဘိုးဘေးတို့ထက်သား၍မကောင်းပါဟုမြည်တမ်းပြီးရင်ရသမင်အောက်မှာအိပ်ပြထိုအခါကောင်းကင်တမန်ထားပြီးစားပါအဲ့မှာကောင်းကင်တမန်ရေတိုက်တယ်သူမထာဝရဘုရားကြီးကောင်းကင်တမန်ကြော်လိုက်မယ်နော်အေလိယဒီစားပြီးတောက်ရအာဟာရကိုအမိပြုလက်အရက်40ခီးသွားပြီးဘုရားသခင်နဲ့ဆိုင်သောဟောရက်တောင်သို့ရောက်သည်ဖြင့်အဲ့ဒီခန္ဓာရထဲမှာသူခဏနာပြီးတော့နောက်ထပ်ဘယ်နည်းဆက်သွားလဲဆိုတော့အရက်40အဲ့ဒါမိုင်မောင်း260လောက်သူထက်လျှောက်တာဆိုတော့ပထမအကြီးကျယ်အောင်မြင်တဲ့အေလိယကနောက်နေ့မှာအသက်လွတ်အောင်ထွက်ပြေးရတဲ့ဘဝရောက်သွားတာအခြေအနေပြောင်းပြန်ဖြစ်သွားတယ်အပေါ်ကနေအောက်ကိုရောက်သွားတာဆိုတော့ပထမတော့ဘာလာပရိုဖက်တွေသူနိုင်တဲ့အခါမှာတော့သူရဲ့အနေထားအောင်မြင်ခြင်းနေနေပေါ့ဒါပေမဲ့အခြေအနေကသူ့ကိုတတ်မယ်လေဆိုတော့သူပြေးရနောက်ဆုံးဗရရှိဘမျိုးကနေတော်ကနေနောက်ထပ်ထပ်ပြီးတော့ရက်40သူထပ်ပြီးတော့လမ်းလျှောက်ပြီးတော့သူသွားတာဆိုတော့ဒါသူလည်းတော်တော်ရှောင်းနိုင်ပုံရတယ်ပေါ့နော်ဆိုတော့ပြောရရင်ကျွန်တော်ထပ်ဖတ်ပြီးမယ်အေလိယရဲ့ထိုင်စားတော့ပြီးမှရက်40ခီးတော့ဘုရားသခင်နဲ့ဆိုင်တော့ဟောရတောင်သို့ရောက်သည်ဖြင့်ဥမင်တဲသို့ဝင်၍နေထာဝရဘုရား၏နှုတ်ကပတ်တော်သည်ရောက်လာသည်ကအေလိယတင်းသည်ဤရ၌အဘယ်သို့ပြုလျက်နေသည်နည်းဟုမေးတော်မူ၏ဆိုတော့သူအဲ့ဒီကနေသူလျှောက်သွားလို့ရှိရင်ဟိုအေဂုတုကိုရောက်တော့မှာနော်ဆိုတော့အဲ့နဲ့ဘုရားသခင်ကသူ့ကိုဘာလုပ်လဲဆိုတော့တင်းဒီဤရ၌အဘယ်သို့ပြုလျက်နေသည်နည်းမင်းဘာလုပ်နေတာလဲတဲ့အမှချစ်တော်ညီကိုမောင်နှမတို့အဲ့ဒီမေကွန်းမျိုးဘုရားသခင်မေးတဲ့ဟာရှိတယ်ဘယ်သူ့ကိုမေးခဲ့လဲဟယ်လိုအခုသူအဲ့အေလိယကဥမင်ထဲမှာဝင်ပြီးတော့နော်နေတယ်ဘုရားသခင်နှုတ်ကပတ်တော်ရောက်လာအေလိယတင်သည်တဲ့ဤရ၌အဘယ်သို့ပြုလျက်နေသနည်းတဲ့ညနေဆောင်အေလိဥယျာဉ်ကိုဘုရားသခင်လာတော့မေးတယ်နော်အဲ့ဒါသူတို့ပေါ်နေတာလေဆိုတော့ပြောဘုရားသခင်လိုက်ပြီးတော့ဘုရားသခင်ကအရာခတ်သိမ့်သိတဲ့ဘုရားဘာမှမသိဘူးလားမသိဘူးအေလိယကဂူထဲမှာပုံနေတာမသိလို့ဘာလို့တို့ဒီကိုရောက်လာလဲဘုရားမသိလို့မဟုတ်ဘူးမသိလို့မဟုတ်ဘူးအာနာဘယ်မှာရောက်နေလဲမသိလို့မဟုတ်ဗမာလဲကျွန်တော်တို့မေးတဲ့မေးခွန်းရှိတယ်ဆိုတော့အဲ့မှာတေချာကြည့်ကြည့်အေလိယကိုမေးတဲ့အဘယ်သို့ပြုလျက်နေသနည်းဟုမေးတော်မူ၏မင်းဘာလုပ်နေတာလဲလို့မေးတာဆိုတော့ကျွန်တော်တို့ရဲ့ဘဝခီးမှာလေဘုရားသခင်ကလည်းအာရန်ကိုမေးသူကျွန်တော်တို့ဘဝခီးမှာလေဘုရားသခင်ကမေးကျွန်တော်တို့ဖြေရတာပြောရတော့အေလိယပြန်ဆုပ်ပြီးတော့ပြေးနေတာနော်ပြန်ပြေးတာကြောက်လို့ဘုရားသခင်ကလည်းကျွန်တော်တို့မေးမှာနော်မင်းဘာလုပ်နေရလဲဒီနေ့ကျွန်တော်တို့ရောက်နေတဲ့နေရာမှန်လားကျွန်တော်တို့လုပ်နေတာကိုမှန်ရဲ့လားဒါလည်းကျွန်တော်တို့စဉ်းစားရရှိတယ်ဒါကကျွန်တော်ဒီအဖြစ်ပြက်ကိုကျွန်တော်ဟိုဦးစားပေးပြီးပြောမှာတော့မဟုတ်ဒါပေမဲ့ဒီမှာကြုံလို့မင်းဘာလုပ်နေတာလဲလို့အေလိယဖះမေးတဲ့ခါမှာကျွန်တော်တို့ဘာလုပ်ဒီနေ့အရှင်မမင်းဖြစ်နေတာမင်းဘာလုပ်လဲဒီနေ့လုပ်ငန်းဝင်ထဲမှာမင်းကျောင်းဆရာလုပ်နေမင်းဘာလုပ်နေလုပ်ငန်းဝင်ထဲမှာဒါမှမဟုတ်ကိုကစီးပွားရေးလုပ်နေတဲ့စီးပွားရေး businessman တယောက်ဖြစ်မင်းဘာလုပ်နေတာလဲလို့ဘုရားသခင်ကမေးကျွန်တော်တို့တေချာပြန်စဉ်းစားမှာကျွန်တော်တို့ရောက်နေတဲ့နေရာကိုမှန်းရဲ့လားကျွန်တော်အင်ရှင်မတော့အင်ရှင်မပဲဒါပေမဲ့ကျွန်တော်အလုပ်ဝန်ထမ်းတော့ဝန်ထမ်းပဲကုမ္ပဏီဝန်ထမ်းတော့ဝန်ထမ်းပဲဒါပေမဲ့ကျွန်တော်တို့လုပ်နေတာတွေရောမှန်းရဲ့လားဘုရားသခင်ကျွန်တော်မေးမင်းဘာလုပ်နေရလဲဒီနေ့ချစ်တော်ညီကောင်မောင်နှမတို့ကျွန်တော်တို့စဉ်းစားကြည့်အောင်ကျွန်တော်လုပ်တာလည်းမှန်ရဲ့လားနေရာရောမှန်ရဲ့လားဒီနေ့ကျွန်တော်တို့ဘုရားသခင်မေးပြီကဲမင်းဘာလုပ်နေတာလဲကိုမမင်းဘာလုပ်နေလဲနော်မေးကျွန်တော်ဖြေရခတ်မှာနော်ကျွန်တော်ဖြေဖို့တော့တော်တော်မလွယ်ဘူးဗျာအဲ့ဒါဆိုပြောရတော့အေလိယကနောက်ကျောင်းပြန်ခောက်နေတာဟိုးတောင်ပေါ်အမြင်လုံးကနေပြီးဟိုးအောက်ဆုံးရောက်ပြီးတော့ तू အသက်လွတ်အောင်ပြေးနေတာပေါင်းနေတာအဲ့
ဘုရားသခင်မင်းဘာလုပ်နေလဲကိုတော့မသိဘူးတာဘုရားဘာလုပ်နေဒီမှာပြေးရတော့ရတယ်ဘုရားမသိလို့မေးနေတာမဟုတ်ဘူးဒီနေ့ကျွန်တော်တို့ကိုအဲ့မေးခွန်းမေးလာကျွန်တော်တို့ဘယ်လိုဖြေမလဲဘာလုပ်နေရဟိချက်နေတာလေဘာလုပ်နေလဲကျွန်တော်တို့လုပ်နေတာလေးရောမှန်လားကျွန်တော်ရှိတဲ့နေရာရောမှန်လားနော်ဒါတော့ကျွန်တော်စဉ်းစားဖို့ပါဒီမှာဒီမေးခွန်းလေးတွေ့လို့အဲ့လိုပဲအာရုံနဲ့မေးတာဘာမှလဲဘုရားငယ်မသိတာမှမဟုတ်တာဒီနေ့ကျွန်တော်တို့ဒီနေ့ရှိနေတာရှိတဲ့နေရာကျွန်တော်တို့ရောက်နေတဲ့နေရာကျွန်တော်တို့ဖြစ်တည်မှုဘာလုပ်နေလဲကျွန်တော်ဖြေရမယ်ဆိုခက်တော့ခက်တယ်နော်ဆိုတော့ဘာကြောင့်အေလိယကနောက်ကျောင်းပြန်လှည့်တယ်ဆိုတော့စဉ်းစားကြည့်ဗျာစိတ်ပြည့်ချင်းနေပြောရရင်သူ့ကိုတတ်မယ်လို့လိုက်တဲ့ကိစ္စဗျာစိတ်ပြည့်ချင်းနေပြဿနာတွေဆိုတာတွေကျမ်းစာထဲမှာလည်းအမြဲတမ်းကျွန်တော်တို့တွေ့ရတာအေလိယဆိုတာတော့တကယ်ရှင်းတောက်တကယ်ရေးတောက်ဘုရားသခင်ရဲ့အမှုတော်ဆောင် prophet ကြီးဗျာဆိုတော့ဘဝမှာကျွန်တော်တို့စိတ်ပြည့်စရာတွေကြုံတယ်ဒုက္ခဆင်းရဲတွေကြုံတယ်ခုနမကြမ်းမာခြင်းတွေကြုံတယ်ငွေကြေးပြဿနာတွေကြုံတယ်ဆိုတော့အဲ့ဒါတွေကလေထူးဆန်းတာတော့မဟုတ်ဘူးလူတိုင်းကြုံအောင်မှာစမ်းစာထဲမှာရှိပြီးသားဒီနေ့ prophet ကြီးလည်းကြုံလို့ပြေးတာသူလည်းကြောက်လို့ပြေးတာပဲဆိုတော့အဲ့ဒီအတွက်ကြောင့်ပြေးတော့ပြေးတယ်ဒါပေမဲ့အေလိယကပြေးနေသူကနောက်ကျောင်းပြန်လှည့်ဖို့အဲလိုသူ့ကိုရောက်တော့မှာဆိုတော့ဒါလည်းကျွန်တော်တို့သတိချက်ဆရာရှိတယ်ဆိုတော့နံပါတ်1သူဘာကြောင့်ပြေးလဲဆိုခုနပြောသူစိတ်ပြတ်ခြင်းနဲ့ရင်ဆိုင်တယ်ဆိုတော့ခုနအကြီးကျယ်ဘုရားသခင်ရဲ့တကုနမိတ်လက္ခဏာတွေနဲ့ဒီဘာလ prophet တွေနဲ့ပြိုင်တဲ့ချိန်မှာသူအောင်ပွဲတွေရပေမဲ့ခုနသူ့ကိုတတ်မယ်မင်းလာတတ်တော့မယ်မင်းအဲ့လိုprophet တွေတတ်တယ်လို့မင်းလည်းလောက်တော့မယ်လို့သတင်းကြားတဲ့အခါမှာသူစိတ်ပြတ်တာပြောရရင်ကျွန်တော်တို့ယုံကြည်သူတွေနေတိုင်းလေကြုံရလားကြုံရတယ်ကျွန်တော်တို့ငွေကြေးပြဿနာတွေရှိတယ်ပြောရရင်ဗျာအတ္တရှည်မနေရမယ်ကျွန်တော်တို့မှာပြဿနာပေါင်း1600ကျွန်တော်တို့ကြုံရတယ်ကျမ်းမာရေးပြဿနာတွေကြုံရတယ်နော်သူအားစီကံပြဒါကျွန်တော်အသိတော်မှာဆိုတဲ့တယောက်တည်းနေမအောင်ဖြစ်သလားတော့မှတ်ရတယ်နော်ကြုံတာပဲလေဆိုတော့ဒီလိုပဲအေရိယာကြီးလည်းသူစိတ်ပြတ်ပြီးတော့ကိုရောတဲ့သူလေဘယ်လိုတော့ပြောလဲသိလားကျွန်တော်အသက်ကိုသိမ်းပါပြောရကြသူကျွန်တော်တေးပါစီတော့ဝါအဲ့လိုတော့ဖြစ်တာဘလောက်မှသူဘဝမှာ depression စိတ်ကြွားတယ်ဆိုတာကျွန်တော်ရုပ်သိမ်းလိုက်တော့တယ်ပထမအခန်းကြီးဆက်လောက်မှာအဲ့လိုဘုရားသခင်ကောင်းမြတ်ပြီးကြဘာညာမီးလောင်ဟာတခါတကုနမိတ်လက္ခဏာနဲ့တကယ်ရေးတော့ prophet ကြီးကအခုကျွန်တော်သိချင်နေပြတယ်ကျွန်တော်ပါတယ်အသက်ပါရုပ်လိုက်တော့ဆိုအဲ့အတွက်ကြောင့်ဘာကြောင့်သူပြန်လှည့်သွားတာလေဘာကြောင့်သူကြောက်သွားလဲဆိုရင်เนาะအမှုတော်မြတ်ထဲမှာလည်းရှိတယ်เนาะကျွန်တော်တို့အမှုတော်ဆောင်တွေမှာလည်းစိတ်တက်မကြောက်ဘူးထင်တယ်ကျွန်တော်တို့လည်းစိတ်တက်ကြတာပဲစိတ်ညစ်တာငါတို့ဘယ်လိုမျိုးအများကြီးပေါ့ဗျာဒါပြောရင်တော့အများကြီးရှိတာဆိုတော့အဲ့လိုမျိုးခုနလိုမျိုးစိတ်ပြတ်တိုင်းတာကျွန်တော်တို့ပြန်လှည့်ပြီးပြေးရမယ်ဆိုရင်တော့ကျွန်တော်တို့မလွယ်ဘူးဗျเนาะဘာကြောင့်အဲ့တော့ဒီနေ့ခေါင်းစဉ်လေးပြောမယ်ဘယ်တော့မှကျွန်တော်တို့အရှုံးမပေးနဲ့ဘယ်တော့မှမရှုံးပေးနဲ့ကျွန်တော်တို့အရှုံးမပေးသေးဘူးဘယ်တော့မှမရှုံးเนาะအရှုံးမပေးနဲ့ဆိုတော့ဘာကြောင့်လဲဆိုစိတ်ပြတ်စရာကြီးကြုံတာဟုတ်ကျမ်းမာရေးပြဿနာတစ်မျိုးငွေကြေးရတစ်မျိုးလူမှုရေးပြဿနာတွေကတစ်မျိုးဆိုတော့ဒီနေ့အေလိယာကြီးကအဲ့ဒါကြောင့်သူရဲ့အမှုတော်မြတ်ထဲမှာသူစိတ်ပြတ်ခြင်းနဲ့ကြုံရအဲ့ဒါကြောင့်ရုပ်သားနဲ့ယုံကြည်သူမပြောနဲ့အမှုတော်မြတ်ထဲမှာအမှုတော်ဆောင်တွေလည်းကျွန်တော်တို့လည်းကြုံရတာပဲเนาะကျွန်တော်ဒီမှာဆိုမနေ့ကြားကန်နေကြတာအားလုံးကကျွန်တော်တို့လှုပ်ချင်စိတ်ရှိတယ်ကျွန်တော်တို့လှုပ်ဖို့နေရာကြီးလည်းရှိတယ်ဒါပေမဲ့ကျွန်တော်နောက်မှာမလိုက်နိုင်ဘူးရှိတဲ့သူတွေကမလှုပ်ဘူးကွာကျွန်တော်တို့အဲ့ဒါထိုင်စင်းသားပြီးတော့စိတ်ပြတ်နေငါတို့ကဘာလို့မရှိရတာစိတ်ပြတ်မနေနဲ့ကျွန်တော်တို့အရှုံးမပေးသေးဘူးတော့မရှုံးဘူးအဲ့ဒီတော့ကြောင့်အေလိယာကြီးကဘာကြောင့်စိတ်ပြတ်ပြီးတော့ဘာကြောင့်သူနောက်ကိုပြန်လှည့်သွားလဲဆိုသူစိတ်ပြတ်တယ်အသက်ဘေးနေရင်ဆိုင်ရတယ်ကိုတော့ကျွန်တော်အသက်ပါတိမ်လိုက်တော့ဆိုပြောရင် तू စိတ်ကြကျွန်တော်လောကမှာဆိုတော့လူကလေစိတ်တက်ကြဝိုင်းရင်ဘာမှလည်းမထူတော့အဲ့အတွက်ကျွန်တော်တို့ကြားဘူးတာကိုနံပါတ်ကြီးမင်းသားမင်းသမီးတွေပဲတတ်သိပလိုက်တာ
ရှိတယ်နော်ကျွန်တော်ဘောလီဝုဒ်ကအုပ်စုတွေနောက်ကျွန်တော်တို့ကေဒရာမာမှာရှိတဲ့အုပ်စုတွေတော်တော်များများ suicide လုပ်တဲ့ကိစ္စတွေကျွန်တော်ကြားဘူးတာပဲနာမည်ကြီးတွေပဲပတ်စံနဲ့ရှိနေတာပဲဒါပေမဲ့ဘာကြောင့် depression ဖြစ်သွားလဲဆိုတော့စိတ်ပြက်တာလူကနော်စိတ်ပြက်မရဘူးဆိုတော့အဲ့ဒါနံပါတ်1တစ်ချက်နံပါတ်2ဘာကြောင့်သူအရှုံးပေးကျင်တာလဲဆိုတော့ကြောက်လို့သူ့ကိုတတ်မယ်လို့ပြောတဲ့အခါမှာသူကြောက်တာအဲ့ဒီတော့ကြောက်ချင်းရဲ့စန့်ကျင်ဘက်ဆိုတာကမယုံကြည်ခြင်းပဲဗျာတွေ့လာတဲ့ပြဿနာအခက်အခဲတွေပေါ်မှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းစိတ်မရှိတော့ရင်ကျွန်တော်တို့ကြောက်လာပြီဆိုရင်ယုံကြည်ခြင်းရဲ့စန့်ကျင်ဘက်ကကြောက်စိတ်ပဲဆိုတော့သူ့ရဲ့အခြေအနေကလည်းကြောက်စရာကောင်းတာသူ့ရဲ့အသက်ကိုတတ်တော့မှပြောတာဟုတ်အဲ့ဒီတော့သူလည်းကြောက်တာပေါ့အဲ့ကြောက်လို့သူလည်းပြေးရတာပေါ့ဆိုတော့အဲ့ဒီတော့ကျွန်တော်တို့ရဲ့ကြောက်စိတ်ဆိုတာကယုံကြည်ခြင်းရဲ့စန့်ကျင်ဘက်ဖြစ်သွားတာဒီနေ့တွေ့ကြုံရတဲ့ပြဿနာအခက်အခဲတွေဟာမပူနဲ့ချစ်တော်ညီကိုမောင်တော်မတို့ကျွန်တော်တို့အားလုံးကြုံပါဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့ကိုသခင်ယေရှုခရစ်တော်အဖြစ်အောင်မြင်ခြင်းပေးပြီးသားဒါပေမဲ့အဲ့ဒီအပေါ်မှာကျွန်တော်တို့ကြောက်စိတ်ဝင်လာပြီဆိုရင်ကျွန်တော်ကအရှုံးပေးချင်လာတာအဲ့ဒါကြောင့်ဘလို့ကိစ္စပဲဖြစ်ဖြစ်ကျွန်တော်ယုံကြည်ခြင်းစိတ်နဲ့သွားရအောင်ဒီနေ့အေလိယဘာကြောင့်ပြေးလဲဆိုကြောက်လို့ပြေးတော့အဲ့တော့ကြောက်ချင်းရဲ့စိတ်ကစန့်ကျင်ဘက်ကပါလေယုံကြည်ခြင်းမရှိဘူးအဲ့ဒီတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်း foundation ကအမှန်တကယ်ရှိဥပမာပေးတာလေကောင်းတယ်ဗျတဲပေါ်မှာဆောက်တာ ਨੇ အိမ်နှလုံးကိုသူကပြောတာပေါ့ဆိုတော့ရေစီးတာတို့လေလာတာတို့ဘာလို့ဆိုရင်တဲ့တဲပေါ်မှာဆောက်တော့မခိုင်တဲ့အိမ်ကဘာဖြစ်သွားလဲလဲသွားတယ်တဲ့ဆိုကြောက်ဆိုတဲ့ခရစ်တော်ပေါ်မှာတိဆောက်တဲ့အိမ်ကကြောက်ပြောရတာ foundation ကောင်းကောင်းနဲ့တေချာဆောက်ထားတဲ့အိမ်ကဘယ်လိုပဲလာမလဲဘူးတဲ့ရှင်ပြတယ်အိမ်နှလုံးကိုသူရှင်ပြတယ်အဲ့ဒီတော့ကြောက်စိတ်ကဖြစ်လာပြီဆိုတာကျွန်တော်တို့မယုံကြည်နိုင်လို့အဲ့ဆိုကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့ရဲ့ဖျားပေါ်မှာထားတဲ့ဥစ္စာကကျွန်တော်တို့ယုံကြည်ခြင်းအားနေလို့ကျွန်တော်တို့ဒါကြောက်ဆိုတဲ့ခုနလိုနှုတ်ကပတ်တော်ပေါ်မှာအရှင်ယေရှုပေါ်မှာကျွန်တော်တို့သေချာ foundation ချထားရင်ခုနကြောက်စရာကိစ္စတွေနော်ပြဿနာတွေဝင်လာတဲ့အခါမှာကျွန်တော်တို့ AC ပဲဘာမှလဲစရာကြောက်ရှိအဲ့တို့ကြောင့်ကြောက်စိတ်ဝင်လာပြီဆိုရင်ကျွန်တော်တို့လဲဖို့များပြီသူလည်းကြောက်လို့ပြေးတာတတ်မှာဟုတ်ဆိုတော့ကြောက်ချင်းရဲ့စိတ်ယုံကြည်ခြင်းရဲ့စိတ်ညဘက်ကကြောက်စိတ်တယ်အဲ့တော့ယုံကြည်ခြင်းစိတ်ဘုရားပေါ်မှာရှိလာဖို့ဆိုတာကယုံကြည်ခြင်းတွေဘုရားလာတယ်ပြောတယ်ကြားနာခြင်းအဖြစ်ကြားနာခြင်းဆိုတာဘယ်သူစကားလဲဘုရားစကားဆက်ဆက်မှုရှိတယ်ဗျာကိုယ်ကချိတ်ဆက်ကြည့်တယ် link ရှိတာနှုတ်ကပတ်တော်မှာခြေပြုထားလို့ရှိရင်ကြောက်စရာတွေစိတ်ပြက်စရာတွေဘယ်လောက်ပဲလာကျွန်တော်တို့ကြောက်သွားမှာမဟုတ်ဘူးကြောက်စရာမရှိဘူးမပြောဘူးနော်အဲ့ဒီတော့ကြောင့်ဆာလံစရာပြောတာရှင်းတယ်တေမင်းရိပ်ခံမှုတော့ခြိုင်တယ်သူရှောက်သွားရတော့လေဘေးနေအောင်ကြောက်တာမရှောက်အောင်လို့မပြောရှောက်ရမှာအဲ့ဒီတော့ကြောင့်ခရစ်ယာန်ဖြစ်လို့ဒီနေ့ကြားရတဲ့ဒေသနာလို့ခမရကျမ်းမှာချမ်းသာအောင်မြင်ကြီးပွားခဏထားအောင်အဲ့ဒါတေမင်းရိပ်ခံမှုတော့ခြိုင်လို့ရှောက်ကြောက်စရာကိစ္စတွေရှိဖို့ရှိနေတာစိတ်ပြက်စရာတွေရှိဖို့ရှိနေတာခုနကကျွန်တော်ဆူတောင်းချက်တွေတင်တယ်လေကျွန်တော်ကလေးတွေကြောက်ကိစ္စနော်ဟာတချို့တယ်ဒါတော့အတန်းငယ်လို့အတန်းကြီးလည်းအတန်းကြီးတော့ဟာ private ပို့ရမလားဟာအမျိုးဆိုကျွန်တော်တို့မှာစိတ်ပြက်စရာဟာဒီကြောင်းအဲ့လိုလည်းမရဟိုကလည်းမရဟာဒီနေ့မနေ့ကျွန်တော်တပည့်လေးတောင်းတွေ့တယ်ကျွန်တော်ငယ်တုန်းကစာသင်ပေးတယ်သူက၄တန်းလောက်ရောက်တော့ဖုန်းကြီးဝတ်သွားတာကိုကြီးဝတ်သွားတာပြန်မထွက်တော့6ဝါရတယ်တဲ့6နှစ်ပေါ့နော်တော်တစ်နှစ်ထားအဲ့လိုလားမသိဘူးတွက်တာထားလိုက်တော့ဆိုအခုတွေ့တော့အခုပြန်ထွက်လာပြီးတော့သွားခေါ်ပြီးအကြောင်းပြန်ထားတာကျွန်တော်လာနှုတ်ဆက်ဟာအကောင်းထွားကျွန်တော်တို့တိတိလေးမူဂျိုတဲ့ကသူက3နှစ်ထဲကရောက်တာလေဆိုတော့အခုမှကြောင်းလက်အဲ့ရတယ်ဆရာရေးတဲ့ဘာကျွန်တော်မိဘတွေလည်းစိတ်ပူရတယ်ပြောရင်ကြောက်ရတယ်စိတ်ညစ်ရတယ်စိတ်ပြက်ဆရာရှိတယ်ကြောင်းကလက်ခံမလားနော်ကျွန်တော်လိုက်အဲ့တာလေနော်ဟိုဒီနေ့ကလည်းကျွန်တော်တို့အနော်နဲ့တွေ့တယ်ကြောင်းအမကိစ္စတွေလောက်ရတာကျွန်တော်တို့စိတ်ပြက်ဆရာတွေပြောရင်ကြောက်ဆရာတွေအများကြီးပဲအဲ့ဒါချစ်တော်ညီကောင်မောင်နှမတို့ယုံကြည်ခြင်းစိတ်ရဲ့စန့်ကျင်ဘက်ကကြောက်စိတ်ဖြစ်တယ်ဆိုရင်ကြောက်စိတ်ရဲ့စန့်ကျင်ဘက်ကဘာဖြစ်မလဲယုံကြည်ခြင်းပေါ့ယုံကြည်ခြင်းဆိုတာကြားနာခြင်းလို့ပြောတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ဒီခေတ်ကာလကြီးထဲမှာနှုတ်ကပတ်တော်ပေါ်မှာအခြေမပြုထားရင်ဒီနေ့သင်ကအေလိယလိုပဲကြောက်ပြီးထွက်ပြေးနေရမှာနှုတ်ကပတ်တော်အဖြစ်မော်နော်ရောက်တိုင်းခိုင်ခံခြင်းရှိပါစေဟ
ဟုတ်ပြီကျွန်တော်တို့ဆက်ပြီးတော့နောက်တစ်ချက်ကမှန်းချက်နဲ့နှမ်းတော့မကိုက်ဘူးမပြီးသေးဘူးဒါလေးချက်ကကြံသေးတယ်မှန်းချက်နဲ့နှမ်းတော့မကိုက်ဘူးသူတော့ဘာလို့ prophet တွေကိုနိုင်ပြီးတော့ကဟာအေလိယဘာညာလူတွေကအဲ့လိုအော်တောင်းနေသူ့ကိုအဲ့လိုဖြစ်မယ်ထင်တာဒါပေမဲ့သူ့ကိုဘယ်သူမှသူကဒီဘာလာတွေအနိုင်ယူရတာဒါအေလိယ prophet ကြီးအေလိယဖြစ်တယ်ဘာညာဆိုလူတွေကသူ့ကိုပြောရသူချီကျူးမယ်သူ့ကို welcome လုပ်မယ်သူထင်တယ်ဒါပေမဲ့အဲ့ကိစ္စတွေဖြစ်မလာဘူးဗျာဆိုအဲ့သူထင်လို့ဖြစ်မလာဘူးလေသူ့ကိုကြိုးဆိုပြီးတော့သူ့ကိုသိရမလားဒါကတော့ဘာလာ prophet တွေကိုနိုင်တဲ့သူထင်လာတဲ့စံကျင်ဘက်ပဲဖြစ်လာတာဆိုတော့သူ့ဘက်မှာဘယ်သူမှမရှိတော့ဘူးသူထင်ခဲ့တာတွေဖြစ်မလာခဲ့ဘူးဆိုတော့ကျွန်တော်တို့ရဲ့အမှုတော်မြတ်ထဲမှာကျွန်တော်တို့ရဲ့မိသားစုထဲမှာကျွန်တော်တို့ရဲ့သာသနာလုပ်ငန်းထဲမှာတခါလေကိုထင်တာဖြစ်မလာရှိလားရှိတယ်ဟုတ်တယ်နော်သဘောပါသလားရှိလားရှိတယ်ကျွန်တော်ထင်တာတမျိုးလေးဒါပေမဲ့ဖြစ်မလာဘူးအေလိယလည်းအဲ့ဒါကြောင့်သူဘာလာတွေကိုနိုင်တဲ့ခါမှာလူတွေကသူ့ကိုတီးပါသူထင်တဲ့ဆိုင်ကဘယ်ဘူးမှတော့သူ့ကိုဖတ်မလို့တော့နမေတတ်မယ်ဆိုလို့ပြေးရတဲ့ဘဝရောက်တာသူထင်တာကြီးဖြစ်မလာအဲ့တော့ကျွန်တော်တို့မိသားစုထဲမှာအမှုတော်မြတ်ထဲမှာဘလူပဲကြုံတွေ့ကျွန်တော်တို့ရဲ့ဘဝထဲမှာကျွန်တော်ထင်တာတွေကတမျိုးအော်ဒီလာတော့ငါ့ကိုပတ်စံဘယ်လောက်ပို့လိုက်ငါဘာပဲကျွန်တော်ထင်တာခွဲခြားစိတ်ဖြတ်ထားပြီးသားဒါနဲ့ဖြစ်မလာဘူးဗျာဘလူပဲကြုံသင်ဘယ်တော့မှရှုံးမပေးနဲ့တခါလေကျွန်တော်တို့ထင်တာတမျိုးဖြစ်မလာခဲ့ဘူးဟာဒါတော့တို့ကျွန်တော်က plan ချပြီးသားတွေကျွန်တော်လူကဒီမှာလာထိုင်နေတာခေါင်းထဲမှာအားလုံး plan ဆွဲနေတာကျွန်တော်တို့ထင်တာတွေဩလာကောတော့ငါတပည့်လေးကလာသာတိုးပြီဆိုတော့ဒီကောင်တော့ငါ့ကိုဆယ်ဘုတ်ဖို့တိုးပေးမှာပဲထင်ထားတာအမှုတော်မြတ်ထဲမှာလည်းဆရာတွေကအဲ့လိုတွေးမှာလေဟုတ်တယ်မှာဒါပေမဲ့ဖြစ်မလာဘူးဒီကောင်အဲ့လာသာတိုးရလာတယ်ကြောင့်တော့လာတော့မလာတော့ဟာသွားပြီထင်ထားတာတွေဖြစ်မလာအဲ့ဒါအမှုတော်မြတ်ထဲမှာလည်းရှိတယ်အော်ဒီကလူတွေဂရိပေတာဆရာဘာလို့လဲဆိုကျွန်တော်တို့လူတွေတော့ဟိုထင်ထားတာဒါဖြစ်မလာဘူးအဲ့ဒီတော့ဘာတွေပဲကြုံကျွန်တော်တို့မိသားစုထဲမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာဘလို့ပဲကြုံထင်တာတွေဖြစ်မလာတဲ့အချိန်ကျရင်သင်ဘယ်တော့မှရှုံးမပေးနဲ့ကျွန်တော်တို့အရှုံးမပေးသေးတော့ဘယ်တော့မှမရှုံးဒီမှာ prophet ကြီးအေလိယာကစိတ်တက်ကြသွားတာထင်တဲ့တိုင်းလည်းဖြစ်မလာကြောက်ကလည်းကြောက်သူမစိတ်ပြက်စရာတွေနဲ့ကြုံတဲ့အခါသိအောင်သိခြင်းနဲ့အဲ့ဒီအတွက်ကြောင့်ဒီနေ့လူတွေကလောကကြီးမှာအလျှော့ပေးပြီးတော့ကိုယ့်ကိုယ်သိအောင်သူ့ကြောင့်ကြံလိုက်တာရှင်းအောင်ကျွန်တော်ပတ်ဝန်းကျင်မှာပြီးခဲ့တဲ့ကျွန်တော်ဒီအရှိတကုံမှာကျွန်တော်တို့အသိညီမလေးတယောက်ရှိတယ်ကျွန်တော်လည်းဟိုတောင်ကလာမှာလည်းရက်စီရက်မျိုးတို့ပေါ့နော်တက္ကသိုလ်တက်တော်တဲ့သူနဲ့တူပဲသူအိမ်ရှိမှာကောင်းလေးကအသက်20ပတ်ချာလည်းပဲရှိအောင်မယ်ကောင်းလေးကခရစ်ကျုံးမစွပြီးကိုကတော့တက်သေးပါဘာကြောင့်မှလည်းမသိအတူကအဲ့ဒါလည်းအတူကချပေးလို့ရလားတဲ့ကျွန်တော်လှမ်းဖို့ဆိုတော့ကိုကြီးတဲ့အတူကချပေးလို့ရအဲ့ဒါတော့ငါချပေးလို့မရဘူးလို့ညီမတို့အမှကြည့်ပြီးရောက်ကနေစီစဉ်လိုက်လို့ကျွန်တော်လည်းပြောလိုက်တယ်ဆိုတော့ကိုယ့်ရဲ့အသက်တစ်ချောင်းများဘယ်လောက်များ depression ဘာကိစ္စလဲဆိုတော့အကျွေးကိစ္စလားဆိုတော့လည်းအဲ့လိုမဟုတ်ဘာမှရေရမသိဘူးဘာသူဆဆားတွေပဲမကြီးခဲ့တော့လည်းမသိဘူးပေါ့နော်အော်ပြီးခဲ့တဲ့ရပိုင်းကလည်းဟိုမှာနော်ကျွန်တော်တို့အားလုံးသိတယ်စီလိုနာပေါ်ခုံချတဲ့ကိစ္စနော်သူကတော့စာရေးခဲ့တယ်သူကောင်မလေးလည်းသူဟိုမှာနော်ဒီအင်ယာမှာသူတက်ခဲ့ပြီးသွားပြီအမအိတ်ခန့်နံပါတ်ဘယ်လောက်မှာသွားလိုက်ပါကျွန်တော်တို့လူကြောင့်သူကတော့ခုံချပါသူကအစာတွေပဲအကုန်ရေးခဲ့တော့သွားတော့မှလည်းအလောင်းရတယ်သူကလည်းဒီမှာတစ်ခါလဲခုံချပြီးတော့အော်တေကန်ကနေခုံချပြီးကိုယ့်ရဲ့အသက်တောင်မှအသေးကျင်လောက်အောင်ဘယ်လောက်မှဖြစ်လဲဂျုံမှုတယ်နော်ဆေးပြက်ဆရာကြီးကျွန်တော်ဂျုံမှုတယ်ဒီမှာတော့မသိဘူးတော်ပြီကွာအဲ့လိုဖြစ်ဖူးတယ်ထင်တာတွေဖြစ်မလာအောင်ကြောက်လာငါ့ကိုဘယ်လိုလုပ်မှလဲဆိုတော့ချစ်တော်ညီကောင်မောင်မတို့ကျွန်တော်ဘယ်လိုပဲကြုံဘယ်တော့မှရှုံးမပေးနဲ့နောက်တစ်ချက်သူကလေအပေါင်းအသင်းနေရာနဲ့သူဝေးကွာသွားတယ်ဗျာသူ့ရဲ့ဂျုံတွေကိုသူဘာလုပ်တယ်လို့ပြောလဲထားခဲ့တာဖြစ်သမျှအကြောင်းငါပဲခန်းစီခံမြင်ကွာပြောရအပေါင်းအသင်းတွေမရှိတာလည်းမကောင်းဘူးဗျာအဲ့ဒါလည်းသိတာဘာလို့ဗျာအပေါင်းအသင်းရှိတယ်တယောက်တည်းဖြ
ဖြည့်ရှင်းလိုက်တဲ့သူတွေအားလုံးရဲ့ဇက်ကြောင်းကိုကြည့်တယ်ညီကုန်းမကောင်းကိုယ့်အကိုရင်ဆိုင်ဖြည့်ရှင်းအပေါင်းအသင်းရှိတဲ့ခါမှာရင်ဖွင့်ဘာပဲစိတ်ထဲမှာပေါ့ပါတယ်ဗျာနော်အပေါင်းအသင်းမရှိကြီးကိုကတော့စကားပြောဖို့ပြီးကိုယ့်ရဲ့ပါတနာပဲရှိကြီးရင်ဖွင့်လိုက်စိတ်ချမ်းသာတယ်အဲ့တော့ကြောင့်အပေါင်းအသင်းမရှိဘဲနဲ့တယောက်တည်းဖြည့်ရှင်းတဲ့သူတွေအားလုံးရဲ့ညီကုန်းအောင်မလှပခဲ့ဘူးအဲ့တော့ကြောင့်အဲ့လိုစိတ်ပြတ်စရာတွေကိုတည်ကျင်လောက် depression တွေဝင်လာပြီးစိတ်ညစ်လာပြီဆိုသင်ဘယ်တော့မှအရှုံးမပေးနဲ့တယောက်တည်းလည်းဘယ်တော့မှမနေအပေါင်းအသင်းနဲ့နေဆိုတော့စိတ်ပြတ်တဲ့အေလိယကိုလေအဲ့မှာအောက်မှာဆက်ဖက်လိုက်တွေ့လိမ့်မယ်ဘုရားသခင်ကလေမန်မဲဆူပြီးတော့ဒါတော့သုံးကြောက်တော့ခေါက်ကွက်မပြောဘူးသိလားဘုရားသခင်ကသူ့ကိုလေဘာလုပ်ပေးလဲသိလား तू ကဆက်မလုပ်ချင်တော့ဟိုဘယ်လိုခေါ်မလဲအရှုံးပေးပြီးတော့ तू တော်ပြီးတိမ်လက်တိမ်ပလေးတွေတော့ तू အဲ့လိုမျိုးထိရောက်သွားတဲ့ခါမှာဘုရားသခင်က तू ကိုစိတ်မဆိုးတဲ့ဖြစ် तू ကိုအလုတ်တာဝန်တွေထပ်ပေးလိုက်သေးတာဒါနောက်မှာဖတ်လိုက်ရင်တွေ့လိမ့်မယ်နော်ဒါကိုမတော့အရင်ကဖတ်ကြည့်လိုက်တာဝန်ထပ်ပေးတာဘုရားသခင်ကစိတ်မဆိုးလုပ်ပါအစာလေးကျွေးတယ်ရေလေးတိုက်တယ်ဘာမှမလုပ်နဲ့ထပ်လို့ရော့တာဝန်ထပ်ပေးလိုက် तू ဆိုတော့အဲ့ဒီခါမှာ तू ဒါအရှုံးပေးခဲ့ရင်အနာဂတ်မှာလေတာဝန်မကြီးဖြစ်သွားမှာဒါပေမဲ့အေလိယအမှာ तू အရှုံးမပေးဘူးအဲ့အတွက်ကြောင့်ဒီနေ့ခေါင်းစဉ်တွေကကျွန်တော်အရှုံးမပေးနဲ့တွေ့လာမှာဘုရားသခင်ကတင့်ကိုထပ်ပြီးတော့တာဝန်နေပေးပြီးတော့ဘုရားသခင်ကအမှုတော်မြတ်ထဲမှာတုံးချင်တယ်တင်းရဲ့မိသားစုထဲမှာတုံးချင်တင်းရဲ့အင်ရှင်မဖြစ်ကောင်းဖြစ်မယ်တင်းကကုမ္ပဏီဝန်ထမ်းဖြစ်ကောင်းဖြစ်မယ်တင်းကတင်မောသားဖြစ်ကောင်းဖြစ်မယ်ဘာပဲဖြစ်ဖြစ်တင်းဘယ်တော့မှအရှုံးမပေးနဲ့ဘယ်လိုပဲကြုံတွေ့အာမင်တွေ့မှာနော်စိတ်ပြတ်ချတွေကြုံလာတဲ့အခါဒုက္ခပြဿနာတွေစိတ်ဖိစီးလာတဲ့အခါကျရင်ဒီနှုတ်ကပတ်တော်လေးကိုတတိယတင်းရှုံးမပေးပါနဲ့ဘုရားသခင်ကတင့်ကိုတာဝန်နေထပ်ပေးပြီးတော့ဆက်ပြီးတော့တင့်ကိုတုံးကျင်သေးတာတင်တာဝန်မကြီးဖြစ်မှာပေါ့အရှုံးပေးလိုက်နေအေလိယကိုတာဝန်ထပ်ပေးတာစိတ်မဆိုးဘုရားသခင်ကနားလေတယ်ကျွန်တော်တို့အဲ့ဒါကြောင့်ဘုရားသခင်ရဲ့တာဝန်ပေးတာကိုကြည်ပြွန်ဖို့အတွက်ဒီနေ့လောကမှာကျွန်တော်တို့အသက်ရှင်နေသေးတာလေချစ်တော်ညီကောင်မောင်တို့စဉ်းစားကြည့်အောင်ကျွန်တော်တို့ဒါအရှုံးပေးပြီးတော်ပြီကွာဘုရားလည်းမရှိကိုကျွန်တော်ဒီနေ့အဲ့လိုသာဆိုရင်တော့ကျွန်တော်တို့ကဘုရားပေးတဲ့တာဝန်မကြည်ပြွန်တဲ့သူတွေဖြစ်သွားမှာပေါ့အရှုံးပေးလိုက်အရှုံးပေးရလွယ်တယ်နော်တော်ပြီကွာလွယ်တယ်ဒါပေမဲ့ရှေ့ကိုအားနဲ့အင်းနဲ့ဆက်လျှောက်ပြီးတော့သွားဖို့ဆိုတာဘုရားသခင်ပေးတဲ့တာဝန်ကြည်ပြွန်မှုဆိုတာလောက်ရတယ်နည်း struggle လောက်ရတာခက်တယ်ဒါပေမဲ့အဲ့ဒါအတင်းအတွက်ကောင်းကြီးရှိတာဒီနေ့ကျွန်တော်ဒါလေးစဉ်းစားရအောင်အဲ့ဒါတင်ဘယ်တော့မှရှုံးမှုနဲ့တွေးမှာပဲဒီတစ်ပတ်ကပြီးသွားတွေးအောင်မှာနော်ဆိုတော့နောက်တစ်ပတ်ဒီလေလာအောင်မှာတွေးအောင်မှာငါထင်ထားတာတမျိုးကွာမဖြစ်ပြဘူးဒီလာတော့မွေးနေ့ရှိပါတယ်ကျွေးကျင်ပါတယ်ဆိုမှကွာပတ်စံပေးမယ်လို့ပြောထားသေးတယ်မပေးဘူးစိတ်မပြတ်နဲ့အရှုံးလည်းမပေးလိုက်နဲ့တင့်အတွက်ဘုရားသခင်တာဝန်အသစ်တွေတင့်အတွက်အခွင့်အရေးအသစ်တွေအများကြီးပေးပြီးတင့်အောင်စောင့်နေတယ်ရောက်တိုင်းဖျာရှင်ကောင်းကြီးပေးပါစေ